Iro naga soro akuke ka pyome suino di nagaru kalau no soro belu pongsandan long no soro pyo ya nene lalama mi bu phit la thodo naga lo sore naga aswan taku shi pi ro nat naga sora le shi nai le traisan naga le shi nai le edi nat naga ri ja tu ka aswan taku lon chi ma de loပြောနိုင်တယ်ရုပ်ပြောင်းရုံလွဲလုံနိုင်တယ်လို့ပြောအောင်သို့သောငကားဆိုဒီမှာမွေမျိုးပဲဖြစ်တယ်ပေါ့ကောဘရာဆိုတဲ့မပြင်းရှိတဲ့မွေဟောက်ကြီးတွေဒီနေ့ခေတ်မှာတောင်အိန္ဒိယနိုင်ငံတို့ဘင်္ဂလားဒေ့ရှ်တို့ကနာဂလို့ခေါ်တယ်နာဂလို့ခေါ်တာအဲ့တော့ငကားဆိုဒီမှာမြန်မာပကြီးဆရာတွေဗပုဆရာတွေရေးထုထားသလိုအချွန်တက်ကြီးနဲ့လားအမောက်ကြီးနဲ့လားဒီလိုတွေးတောစရာတွေရှိတယ်ပေါ့သို့တော့မြန်မာအနုပညာအရစိတ်ကူးရင်ပြီးတော့ထည့်ထားတာလေးဒါဖြစ်တယ်ပေါ့ငကားဆိုဒီမှာမွေပဲပေါ့နော်မွေသို့တော့အစွမ်းတကူရှိတဲ့မွေအိန္ဒိယနိုင်ငံမှာနာဂီဆိုတဲ့ဇာကာရိုက်တဲ့အခါကောဘရာဆိုတဲ့မွေဟောင်းနဲ့ပဲရိုက်တယ်သူတို့စီမှာဒါကိုပဲငကားလို့ခေါ်တယ်တခါဂလုံဆိုတာကြတော့ဘာခေါ်ပြန်တာတုံးလို့မေးမယ်ဆိုလို့ရှိရင်ဂလုံဆိုတာလင်းယုံငှက်ကြီးတွေကိုခေါ်တာအဲ့တော့နတ်နဲ့ပတ်သက်လာတဲ့လင်းယုံငှက်ကြီးတွေကြတော့ပို့ပြီးတော့အကောင်လဲကြီးတယ်စွမ်းအားတတ္တိလည်းရှိတယ်ပုံတရံလဲသူတို့ဖန်ဆင်းနိုင်တယ်ဆိုတဲ့စွမ်းရည်တတ္တိရှိတာဝရိန္ဒနတ်ပြည်မှာတရားမင်းကြီးရဲ့အချမ်းရံဆိုတဲ့အထက်မှာငကားမင်းလည်းပါတယ်ဂလုံမင်းလည်းပါနော်နမင်းကြီး၄ယောက်ဆိုတဲ့ငကားမင်းပါတယ်ဂလုံမင်းပါအဲ့တော့ဂလုံဆိုတာလင်းယုံငှက်ကြီးပဲဒါကြောင့်လို့ဗမာပြည်အထုထားတဲ့ဂလုံငှက်ကြီးတွေကြည့်မယ်ဆိုရင်နှုတ်သီးကလင်းယုံငှက်ကြီးပုံအဲ့တော့ငကားနဲ့ဂလုံဆုံပြီဆိုလို့ရှိရင်လင်းယုံငှက်ကြီးနဲ့ကောဘရာဆုံပြီဆိုရင်လင်းယုံငှက်ကြီးကထိုးပြန်ချလာပြီဒီငကားဆိုတဲ့မွေဟောက်ကြီးတွေကိုဖမ်းတော်တာပဲသူလက်ပင်ကိုကုတ်တော်သူ့ခြေတော်ကြီးတွေနဲ့ကုတ်ပြီးတော့ခေါင်းဖောက်စားဒါကနေ့ခေတ်ထီအောင်တွေးနိုင်တဲ့အနေအထားရှိတယ်ပေါ့နော်လင်းယုံဆိုတဲ့ကောင်အင်တန်မှမျက်စိဆူးရှာတယ်ဟုတ်အမတန်ဝေးတဲ့နေရာကမျက်တော်ထဲမှာသွားတဲ့မွေကိုမြင်နိုင်စွမ်းရှိတယ်တဟုန်တို့ထိုးဆင်းလာပြီးတော့ဖမ်းတော်တာဒါမျိုးတွေရှိတယ်အိန္ဒိယနိုင်ငံမှာဂလုံအကြောင်းနဂါးအကြောင်းရုပ်ရှင်ရိုက်ပြီဆိုလို့ရှိရင်တော့လင်းယုံနဲ့မွေဟောင်းနဲ့ရိုက်တာဖြစ်တယ်အဲ့တော့လင်းယုံနဲ့မွေဟောင်းဟာဂလုံနဲ့နဂါးလို့ပြောလို့ရတယ်သို့တော့ဒီစာထဲမှာပါတဲ့ဂလုံနဲ့နဂါးဟာအစွမ်းတကူရှိတဲ့နတ်ဂလုံနတ်နဂါးလို့တော့ဒီလိုတော့မှတ်လို့ရတယ်မဟာသမယသုတ်တန်ထဲမှာကြည့်ပဲဆိုရင်ဂလုံဆိုတာငှက်ဖဲဆိုတာထင်ရှားတယ်နော်မဟာသမယသုတ်တံမှာဒိဋ္ဌာဓိဇာပက္ခိဝိသုဒ္ဓစက္ခုဆိုဒိဋ္ဌာဆိုတာနတ်နဲ့ဖြစ်သောဓိဇဆိုတာဥကမွေးတဲ့အကောင်နော်ဒိဋ္ဌာဓိဇာပက္ခိအတောင်ရှိတယ်ဝိသုဒ္ဓစက္ခုမျက်လုံးကတောက်ပအဝေးကြီးကကိုမြင်ရတယ်ဆိုဒီကနေ့ဂလုံတွေဟာဒီလင်းယုံတွေဟာလည်းပဲဒီတိုင်းဘုရားမဆူးရှာတဲ့အမြင်ရှိနှုတ်သီးကြီးတွေကလည်းဗုဒ္ဓမချွန်တယ်လက်သေးခြေသေးကြီးတွေကလည်းဗုဒ္ဓမထက်တယ်ဖမ်းသွားနိုင်တယ်သူတို့က